မိုးကြိုးဆိုတာတနေရာတဲကိုနှစ်ကြိမ်ထပ်မပစ်တတ်ဘူးလို့လူတွေပြောလေ့ရှိကြပေမဲ့အခုတော့မိုးကြိုး13စင်းကတနေရာတဲကိုပဲတစင်းပြီးတစင်းဆက်တိုက်ပစ်ချနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လူအုပ်ကြီးဟာဆက်စုချင်းစိမ့်နဲ့မြကျွမ်းသွားတဲ့မြေပြင်ဘေးမှာဝိုင်းအောင်ပြီးကြည့်နေကြတာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့ရဲ့နေရဲ့မြေပြင်ကြီးကရုတ်တရက်တုန်ခါလာပါတယ်ချက်ချင်းဆိုသလိုပဲမြေပြင်ပေါ်မှာအကြောင်းတွေအများကြီးအရှိန်ဟုန်နဲ့ပေါ်လာပြီးပတ်ပတ်လည်ကိုကြောက်စရာကောင်းလောက်အောင်ဖျားထွက်သွားပါတော့တယ်။မကြခင်မှာပဲအနီးနားကအဆောက်အဦတွေပါတစ်ခုပြီးတစ်ခုပြိုကျလာတဲ့အတွက်လူအုပ်ကြီးလည်းလန့်ဖြန့်ပြီးဘေးလွတ်ရာကိုထွက်ပြေးကြတာပေါ့။ဒါပေမဲ့မျက်တောင်တစ်ခတ်အတွင်းမှာပဲမြအေပြင်းကြီးကနတ်မောင်နေရဲ့ကျင်းကြီးတစ်ခုအဖြစ်ပြိုကျပျက်စီးသွားပါတယ်။ဘာတွေဖြစ်နေလဲဆိုတာဘယ်သူမှတေချာမသိသေးခင်မှာတင်ပြိုကျသွားတဲ့မြေပြင်ကြီးကအပေါ်ကိုဝုန်းခနဲ့ပြန်ယုံထွက်လာပါတယ်ပြီးတော့လူတွေအားလုံးထိတ်လန့်တကြားကြည့်နေတဲ့ကြားထဲကနေကဘာပေါ်မှာတခါမှမရှိဘူးတဲ့ကြိုသားတတဝါကြီးတစ်ကောင်မြေအောက်ထဲကနေဖြည်းဖြည်းချင်းထွက်ပေါ်လာပါတော့တယ်။သူ့ရဲ့အရာမခန္ဓာကိုယ်ကြီးကမြို့ထဲကအဆောက်အဦတွေအားလုံးကိုကျော်လွန်ပြီးမိုးထီအောင်မြင့်မားနေပြီးလူသားတွေကတော့သူ့ခြေပွားအောက်ကပွေရွက်စိတ်တွေလိုပါပဲဒါပေမဲ့အဲ့ဒီတတဝါကြီးကဘာမှမလုပ်ပဲအကြာကြီးငြိမ်နေခဲ့ပါတယ်တဲ့။ခါတရံမှသာနားကွဲလောက်မဲ့အော်တန်ဆိုးကြီးကိုအော်လေးရှိတာပါအဲ့ဒီအချိန်မှာတတိကောင်းရဲ့လူချို့ကတော့အနားကိုတိုးသွားပြီးဖုန်းနဲ့ဗီဒီယိုရိုက်ဖို့စူးစမ်းနေကြတော့ပဲရှိပါသေးတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ဒီအချိန်ရောက်မှပဲလူတွေဟာဒီလိုကြိုသားမိစ္ဆာတွေဘလောက်တောင်ကြောက်ဖို့ကောင်းရဲဆိုတာကိုတကယ်ကြီးသဘောပေါက်သွားကြတာပါဒါပေမဲ့သူတို့ထွက်ပြေးခြင်းတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားခဲ့ပါပြီအဖြူရောင်လင်းတန်းမိသွားတဲ့သူမှန်သမျှချက်ချင်းပဲပြဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားရပါတယ်တမျိုးလုံးလည်းခဏချင်းတွင်းမှာတင်ငရဲခမ်းလားဖြစ်သွားခဲ့ရတာပေါ့ကံကောင်းထောက်မစွာနဲ့ရေးလို့ခေါ်တဲ့အမျိုးသားကတော့လူလဲကြပြီးချက်ချင်းတုတ်ပြန်နိုင်ခဲ့လို့တီတီလေးလွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့သူ့နောက်ကမျိုးကြီးကတော့ပျက်စီးယိုယွင်းသွားခဲ့ပါပြီအိမ်ပြန်ရောက်တဲ့အထိသူ့ရင်ထဲမှာစောစောကဖြစ်ပျက်ခဲ့သမျှတွေကြောင့်ထိတ်လန့်တုန်လှုပ်လို့နေတော့ပါပဲရေးတယောက်မြင်နေရတဲ့မြင်ကွင်းတွေကိုတောင်မယုံနိုင်အောင်ဖြစ်နေရပြီးတကိုယ်လုံးမှာပေးချင်နေတဲ့ပြာမုံတွေကလည်းသူ့ကိုဒီနေရာကနေအမြန်ဆုံးထွက်ပြေးဖို့တတိပေးနေသလိုပါပဲဒီအချိန်မှာတော့သူ့ရဲ့ကလေးနှစ်ယောက်ကိုဘာမှရှင်းပြနေဖို့အချိန်မရှိတော့ပါဘူးရေးကသူ့သားကိုအထုပ်ပိုးတွေအမြန်သိမ်းဖို့နဲ့ဒီအနေရရှိတဲ့နေရာကနေအမြန်ဆုံးထွက်သွားဖို့တုတ်တုတ်ပြပြနှုတ်ဆော်ပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအပြင်မှာစနိုးလို့ရတဲ့ကားတစ်စီးရှိနေခဲ့ပါတယ်ဘေးရန်နေရကလက်တကန်းကွာကိုရောက်နေပြီဖြစ်လို့သူဘာမှအများကြီးစဉ်းစားမနေတော့ပါဘူးကလေးတွေကိုကားပေါ်အမြန်တင်လိုက်ပါတယ်ပြီးတော့လမ်းမှာတွေ့တဲ့သူ့ဌာနမှူးအထက်လူကြီးကိုပါကားပေါ်တက်ပြီးအတူတူပြေးဖို့စေတနာကောင်းတဲ့လန့်တတိပေးခဲ့ပါသေးတယ်ဒါပေမဲ့ဌာနမှူးကတော့ဘာတွေဖြစ်နေမှန်းမသိပဲစကားတွေပဲအတင်းဖောင်ဖွဲ့နေရပေါ့ကြိုသားကြီးကလည်းနီးကပ်လာပြီးဖြစ်လို့ရေးလေကားတကားကိုဆွဲပိတ်ပြီးကီယာတင်ကမောင်းပြေးလိုက်ရပါတော့တယ်နောက်တစ်စက္ကန့်မှတင်ပဲအဲ့ဒီဌာနမှူးဟာအလင်းတန်းကြီးရဲ့မှန်ကန်မှုကိုခံရပြီးပြဖြစ်လောင်ကျွမ်းသွားခဲ့ရပါတယ်တမျိုးလုံးလဲနောက်ထပ်ရဆက်ဆက်တိုက်ခိုက်မှုကိုခံလိုက်ရပြီးအဆောက်အဦတွေနဲ့တရားတွေတစ်ခုပြီးတစ်ခုပြိုကျပျက်စီးသွားပါတယ်ဒီအတိုင်းသာဆက်သွားနေရင်တော့ကဘာကြီးတစ်ခုလုံးဒီကြိုသားမိစ္ဆာတွေရဲ့လက်အောက်ကိုရောက်သွားဖို့တိတ်မကြတော့ဘူးဆိုတာတေချာတလောက်ရှိနေပါပြီ